မင်္ဂလာပါရှင်ဆရာကြီးကျော်အောင်ရေးသားခဲ့သောကျော်အောင်ဤကျော်အောင်အဖေအမေနှင့်တက္ကသိုလ်ကုန်းခိုရာဘဝမှတ်တမ်းများစာအုပ်ကိုဆက်လက်ဖတ်ပြပေးပါမယ်ရှင်အမေဤအညာနှင့်စစ်ပြီး၍ကြီးရွာတွင်စစ်ပြေးနေသောမိဘများပခုတ်ကူသို့ပြန်လာသည်ထိုအချိန်တွင်ပခုတ်ကူ၌ကျွန်တော်မရှိမျိုးချစ်ဗမာတက်မတော်နှင့်အတူအင်းစိန်ခရိုင်တာယာဝတီခရိုင်တို့တွင်ဖက်စစ်ဒေါ်လန်ရေးဆင်နွှဲနေခြင်းဖြစ်သည်အင်္ဂလိပ်တပ်များသည်ပခုတ်ကူကို1945ဖေဖော်ဝါရီလကုန်တွင်သိမ်းသည်ပေါင်းလောင်းရှည်တိုက်တန်းရှည်တိုက်မှာအင်္ဂလိပ်အပြေမြေလံစနစ်တွင်မီးလောင်သွားရာအဖေအမေတို့နေစရာမရှိတိုက်တန်းတွင်မူလတပ်၏အရှိဘက်နားကတိုက်တစ်ခုကိုငှားပြီးနေသည်တပ်မှကျွန်တော်ပြန်လာသည့်အခါအဖေအမေတို့ကိုထိုတိုက်တွင်တွေ့ရသည်အဖေမှာ district ကောင်စီရုံးမဖွင့်သေးသဖြင့် supply ခေါ်ထောက်ပံ့ရေးတွင်ခက်တဝင်၍အလုပ်လုပ်နေသည် secret ထောပတ်ဒိန်ကဲလုံကြီးအင်ကြီးစသည်ရာရှင်များရနေသည်ကျွန်တော်တို့အတွက်ရာရှင်ရသည့်လုံကြီးများခြံထားသည်အထည်ဆိုင်ထွဲထိုအချိန်တွင်အမေသည်ပခုတ်ကူဈေးအတွင်အထည်ဆိုင်စ၍ထွက်သည်ဈေးကြီးမှမီးလောင်သဖြင့်ကတ်တဲဟောင်းဝိုင်းတွင်ဈေးသစ်ဆောက်သည်ယခုလွတ်လပ်ရေးပန်းချံနှင့်ကြောက်တိုင်ရှိသည့်နေရာဖြစ်သည်အမေဆိုင်တွင်တူမများကူညီပြီးရောင်းဝယ်ပေးသည်ဥစွာပထမအမေဘက်ကတူမအမကြီးကိုအကူအညီခေါ်သည်ထို့နောက်အဖေတူမအရင်မမြဆွေသည်အမေနှင့်အတူအထဲဆိုင်ထွက်သည်မမြဆွေမှာအမေဘက်ကလည်းတူမတော်သည်ကြီးရွာမှပါလာသည်လက်ကျန်ပိုးတယ်များကြောင့်ဆိုင်ထွက်ဖြစ်သည်ဟုထင်သည်ထို့ပြင်အမေသည်အယောင်အဝယ်ဝါသနာပါသည်ဂျပန်ခေတ်ကုန်တယ်လောက်ရမှဆက်၍အရှင်ရလာခြင်းဖြစ်သည်တခုမှတ်မိတာရှိသည်အမေအထည်ဆိုင်တွင်supply ခေါ်ထောက်ပံ့ရေးအထည်များတင်မြောင်းခြင်းပင်ဖြစ်သည်အဖေကသူ့ supply တွင်အလုံးလုံးနေခိုင်း supply တဲ့များတင်မြောင်းရန်တင်းတင်းကြပ်ကြပ်တားမြစ်ထားသည် supply တွင်အလုံးလုံးပြီး supply ပစ္စည်းများကိုမိမဆိုင်ပေါ်တင်ရောင်းခိုင်းသည်ဟုအပြောအဆိုမခံကျင်သောကြောင့်ဖြစ်သည်စစ်ပြီးစာဖြစ်ရာရောင်းလို့ဝယ်လို့ကောင်းသည်ယခုမှရက်ရွာအေးအေးချမ်းချမ်းဖြစ်လာပြီးအယောင်အဝယ်စီကားလာသည်ဝင်သာနုတံဆိုင်တရောင်းသည့်အထက်အချို့ကိုမန္တလေးသို့တွား၍ဝယ်ရသည်အင်္ဂလိပ်ခေတ်ကမူအထည်သည်များသည်လက်ကားရောင်းသည်ကလားခုံတိုင်များမှဝယ်ရသည်ထိုစဉ်ကကျွန်တော်အတော်သည်ဝင်သာနုတန်းတွင်အထည်ဆိုင်ထွက်သည်ဖြင့်ရောင်းပုံဝယ်ပုံကိုမှတ်မိနေသည်ဝင်သာနုခေတ်တွင်နိုင်ငံခြားဖြင့်ပိတ်ပါတဲ့မွေပဲပြည်တွင်းဖြင့်ပင်နီပင်ဖြူစသည်ဝမ်းတွင်တဲတော်တယ်များရွှေတောင်တန်းများစမ်းထားသည့်ခေတ်တွင်ပေါ်လာသည့်အထည်ဆိုင်များဖြစ်သည်ဖြင့်ဝင်သာနုတန်းဟုခေါ်ခြင်းဖြစ်သည်ဈေးအနောက်ဘက်တွင်ကလားကုံတိုင်များရှိသည်အထည်အသည့်ရောက်လာလင်ဆိုင်များကိုလာ၍အကြောင်းကြားသည်သူတို့တိုင်များသို့တွားပြီးလိုချင်သည့်အထည်များဝယ်ရသည်အကျွေးယူရခြင်းဖြစ်သည်ရှိသလောက်ပေးခဲ့ပြီးကျန်နာကိုညနေတိုင်းဈေးသိမ်းချိန်တွင်အထည်ဖို့လေ၍တောင်းသည်တနေ့တာရောင်းရသည့်အထက်မှနည်းနည်းချင်းဆက်ရသည်ကုန်တိုက်ကအကျွေးစင်းစာအုပ်ထဲတွင်ပိတ်ဆက်ငွေများရေးမှတ်သည်စစ်ပြီးခေအမေတို့အထည်ဆိုင်ထွက်ချိန်တွင်ထိုကဲ့သို့သောကလားကုန်တိုက်များလည်းပြန်ဖွင့်ကြသည်အိန္ဒိယသို့စစ်ပြေးကြသည့်ကလားများပြန်ရောက်လာပြီးမူလလက်ငုပ်ကုန်တိုက်များပြန်၍ဖွင့်ကြသည်ဆယ်တန်းဆောင်မွေးပွဲ1946မတ်လတွင်ကျွန်တော်ဆယ်တန်းဆောင်မွေးဖြည့်သည်ဆောင်မွေးပွဲဖြည့်ပြီးချိန်တွင်အားလက်သည်အမေနှင့်မန္တလေးသို့အထည်ဝယ်လိုက်ရသည်အေယာဝတီတင်မောများမှန်မှန်တီးနေပြီးထိုအချိန်တွင်အရက်မော်တော်များပခုတ်ကူမြင်းချံပခုတ်ကူညောင်ဦးသို့ပြေးဆွဲကြသည်ပခုတ်ကူမန္တလေးပြေးဆွဲသည့်မော်တော်လည်းရှိသည်လမ်းတွင်တညအိပ်ပြီးမှမန္တလေးရောက်သည်မန္တလေးမော်တော်အထွက်တွင်မော်တော်ပေါ်ရှိမော်တော်သမားထံမှမန္တလေးတောင်းကဒေါင်းတောင်တင်နေကျွန်တော်ခောက်သည် A1 စောင်းတော်ရှင်ဇက်ကားမှတီလာဖေစောင်းတီးပြီးဆိုသည့်တခြင်းသည်ပခုတ်ကူသို့ရောက်စဖြစ်သည်စောင်းကိုပိုက်ကလွမ်းရင်းနဲ့သာမောင်ဆွေးပါတော့မည်တကိုရီတကာရချစ်သူကင်းအောင်ရှေ့ကံဖန်သည်ကိုကိစ္စအရေးမှာဒီဆောင်ကလေးအပေါ်တီမီထင်ပါသည်ဟုကျွန်တော်တချင်းကြီးသည်အမေကကျွန်တော်ကိုငေါက်ခါဆူသည်ယခုသွားမည်ခီးမှာရေလန်းခီးဖြစ်သည်စောင်းတော်ရှင်ရေငန်ပိုင်းမောင်ရှင်မှလည်းရေမာချပြီးအသက်ခံရသည်
တိုးဖြစ်ရာနမိတ်မရှိတခြင်းတွေရေလန်းခီးမှမဆိုရန်ပိတ်ပင်ခြင်းဖြစ်သည်ရင်းကိုကျွန်တော်ကောင်းကောင်းမှတ်မိနေသည်တော်လန်ရေးနှစ်ပတ်လည်နေမန္တလေးတွင်မြင်းချံခွေကြီးဒုတိယအဖွဲ့မှကိုကျော်အေးဤအမအိမ်တွင်တဲသည်သူသည်ပခုတ်ကူမြင်းချံဆက်ဖြစ်ပြီးအထက်လက်ကားရောင်းသည်ခွေကြီးဒုတိယအဖွဲ့သည်အတန်တိတ်ရုပ်ရှင်ခေတ်တွင်ပခုတ်ကူသို့ရုပ်ရှင်ကားနှင့်အရောက်လာပြီးကိုကျော်အေးကတခြင်းဆိုသည်ရုပ်ရှင်ထဲကမင်းသမီးမင်းသားတို့ဤစကားများကိုပြောသည်မန္တလေးတွင်တညအိမ်နေကမော်တော်ဖြစ်ပင်ပခုတ်ကူသို့ပြန်လာသည်မတ်လ26တွင်ပြန်ရောက်သည်ကိုကောင်းကောင်းမှတ်မိသည်နောက်တစ်ခါမှ29ရက်ဖြစ်ပြီးပထမအကြိမ်တော်လိုင်း၏နှစ်ပတ်လည်နေ့ဖြစ်သည်အခမ်းအနားတွင်ပြည်သူရဲဘော်တပ်ဖွဲ့ចောင်းသားများလူငယ်အစည်းအရုံးဖဆပါလာအဖွဲ့အလုတ်သမားလက်သမားအဖွဲ့များစီတန်းလှည့်လေသည်ကျွန်တော်မပါထိုနေ့နေ့ပိုင်းကအခမ်းအနားလှည့်လည်လာသည်ကိုဗိုလ်ချုပ်လန်အိမ်တအိမ်ရှေ့မှစောင့်ကြည့်နေခဲ့သည်စီတန်းလှည့်လည်ပွဲတွင်ချစ်သူပါလာသည်အမေ၏အထဲဆိုင်မှရောင်းရသည်အမျက်အစွန်းရှိသည်ကျွန်တော်တို့ညီကိုနှစ်ယောက်စလုံးတက္ကသိုလ်ကျောင်းတက်ကြသည့်အခါအမေဆိုင်မှဝင်ငွေသည်အထောက်အကူရသည်1946နှစ်လယ်တွင် District ကောင်စီရုံးပြန်ဖွင့်ရာမူလအလုပ်အဖေပြန်ဝင်ရသည်အမေဆိုင်ကိုဖြုတ်သည်သို့တော်လည်းညီအကိုနှစ်ယောက်ကျောင်းစရိတ်ထောက်ရမည်ဖြစ်သည်ဖြင့်အထယ်ဆိုင်ကိုမဖြုတ်နောင်1949လောက်တွင်မှကျမ်းမာရေးမကောင်းသဖြင့်အထယ်ဆိုင်ဖြုတ်သည်တို့တိုင်အောင်လက်ကျန်အထယ်တို့ကိုသူ့တူမမမြဆွေကဆက်၍ရောင်းနေသည်မမြဆွေတို့တာအမီဆက်မိသဖြင့်မမြဆွေတို့တာအမီအကြောင်းပြောရအောင်မည်မမြဆွေ၏အမေမှာဒေါ်မူဖြစ်သည်ဒေါ်မေယူဒေါ်မူဟု၍တမိနှစ်ယောက်ကိုအမေဖွားကမွေးသည်အမေဖွားမှာအဖေ၏အဖေဥဖေမင်း၏အမဖြစ်သည်ဥဖေမင်းကမာချီဖွားဟုခေါ်ပြီးကျွန်တော်တို့ကအမေဖွားဟုခေါ်သည်အဖေ၏တူမဝမ်းကွဲဖြစ်သည်အမေနှင့်လည်းတစ်ဖက်ကတူမတော်သည်စစ်ပြီးခေတ်တွင်သူတို့သားမိသည်ဒေါ်မေယူမိသားစုနှင့်အတူနေသည်ဒေါ်မေယူမှာသားသမီးမထွန်းကဒေါ်မေယူကွယ်လွန်လင်ဒေါ်မေမူနှင့်မမြဆွေတို့သားမီးနှစ်ယောက်သည်ကျွန်တော်၏အဖေအမေများနှင့်အတူလာ၍နေသည်မမြဆွေ၏အမေဒေါ်မူမှာအဖေထက်အသက်ကြီးသည်ကြီးလာသည့်အခါတငယ်ပြည့်ခြင်းသလိုဖြစ်လာသည်သူ၏ယောဂတစ်ခုမှာမိတဲ့ချင်းပင်ဖြစ်သည်အခုစကားပြောနေပြီး10မိနစ်လောက်ရှိလျင်ထိုအကြောင်းမေ့သွားသည်လူကို၎င်းနာမည်ကို၎င်းမေ့သွားသည်မမြဆွေ၏ငယ်နာမည်မှာမအေးဖြစ်သည်ကျွန်တော်အကိုနှင့်ရွယ်သူဖြစ်သည်ကျွန်တော်ကမူငယ်နာမည်အတိုင်းမမအေးဟုခေါ်သည်သူတို့သားမီးနှင့်ဆက်ဆက်ပြီးဝတ္ထုတစ်ပုဒ်ကျွန်တော်ရဘူးသည်ရင်းမှာဤသို့ဖြစ်သည်ယထာပြစ်သည်ဖြင့်ဒေါ်မူသည်မိရသည်ကျွန်တော်တို့ကမူမူမူဟုခေါ်သည်အဖေအမေတို့နှင့်အတူနေစဉ်ကျွန်တော်ရောက်သွားသည်တခါတည်းရန်မြင်းချံမော်တော်မှနောက်ကျပြီးညမှအခုတ်ကူသို့ရောက်သည်အဖေနေမကောင်းသဖြင့်အခေါ်သွားသည်1985မတ်လတွင်လမ်း၌ယထာပြတ်သောကြောင့်မြင်းချံသို့ညနေ9 နာရီမှရောက်သည်မြင်းချံမြို့ထဲမှတောင်တာကြီးကိုဖြတ်ကာမော်တော်စိတ်သို့မြင်းလဲဖြင့်တနာရီခရီးလာရသည်မော်တော်စိတ်ရောက်တော့ပခုတ်ကူမော်တော်များမရှိထွက်သွားကြပြီးပဲ့ချိတ်ကလေးတစ်စင်းကတယောက်30ဖြင့်လိုက်ပို့မည်ဆိုသည်မူလမော်တော်ကမှ9ချက်ဖြစ်သည်ညာတွင်ချင်းရောက်ရှင်သောကြောင့်အရှိတိုက်တင်မှဥပစင်း2ပါးနှင့်ကျွန်တော်တို့အစီအယုံကောင်း၍ခီးတဲ့10ရောက်လောက်ဖြင့်ည9 နာရီလောက်တွင်ထွက်ခဲ့ရာပခုတ်ကူသို့ည10 နာရီမှရောက်သည်လမ်းတွင်အေယာဝတီချင်းတွင်မြစ်ဆုံနား၌ရေတိမ်ပြီးတောင်တင်သဖြင့်ဆင်းပြီးတွန်းချရသေးသည်ပခုတ်ကူမြစ်ကြောင်းပဲရောက်တော့လဲ2 နေရာလောက်တွင်တောင်တင်နေသည်ဆင်း၍တွန်းချရသည်ထိုညကအိမ်သို့ည7:30 နာရီမှရောက်သည်ကျွန်တော်ရောက်သွားပြီးခဏစကားစမီပြောကအိတ်သည်ထိုအချိန်တွင်တော်မူအိတ်နေပြီကျွန်တော်လာသည်ကိုသူမသိမနဲ့ကြာမှသိသည်ခြေနှောင်ကိုကြည့်ကသူသမီးအားမေးသည်ဟဲ့မအေးခြေနှောင်ထဲကဘာတူလဲမမအေးကကိုကျော်အောင်လေးအမရဲ့ဦးလေးကျင်သားကိုကျော်အောင်ရန်ကုန်ကလာတာဟုဖြေသည်အော်ဟုတ်လားဟုတော်မူကပြောသည်ကျွန်တော်တို့အရက်တွင်အမေကိုတချို့ကအမဟုခေါ်သည်ကျွန်တော်အိယာမှထသည်တော်မူကိုနှုတ်ဆက်သည်ခဏကြာလင်သူသမီးကိုမေးပြန်သည်ဟဲ့မအေးအဲ့ဒါဘာတူလဲအော်အမကလည်းကိုကျော်အောင်မဆိုနေဦးလေးကျင်သားကိုကျော်အောင်လေဟုတ်လားကိုကျမောင်သားကိုကျော်အောင်တဲ့လားတို့တော့မသိပါတော့
ဒါပဲသူပြောသည်နောက်တနားရီလောက်ကြာလင်ဟဲ့ထမင်းစားနေတာဘသူလဲမအေးဟုမေးပြန်သည်တငယ်ပြန်လာလည်းမဟုတ်ကျွန်တော်ရောက်သည့်အခါရွှေမျိုးများရောက်လာကြသည်အဖေညီတယောက်ဖြစ်သည့်အေးတိုင်းမှဦးလေးကြီးကိုတင်အေးရောက်လာသည်သူကစကားတခွန်းဆိုသည်မမမူကတိတ်ဟန်ကြတဲ့ကိုကျော်အောင်မေးရတော့ကောင်းတယ်အတိတ်ကိုဘာမှမသိတော့ဘူးသတိမရတော့ဘူးစိတ်မစင်းရဲရဘူးပေါ့ကျွန်တော်ကိုပြောသည်ဤတွင်ကျွန်တော်အဖို့ဝိထုဖန်တီးရန်အကွက်ဆိုင်သွားသည်ဝိထုဤအသက်ဝိထုထဲတွင်ဒေါ်တော်မူကိုရန်ကုန်သို့ခေါ်၍စေကုသည်နိုင်ငံခြားမှဦးနှောက်နှင့်အာယုံကျော်ခွဲစိတ်ပါရဂူလာကိုက်ချင်းသည်ခွဲသည်ဦးနှောက်တွင်မှတ်ညံဗဟိုဌာန၌မြင်းဖူဖြစ်နေသည်ကိုခွဲစိတ်လိုက်ရာမေးရသည့်ယောဂပျောက်သွားသည်ထို့နောက်ပခုတ်ကူသို့ပြန်သွားသည်သမီးမမြဆွေမှမူလာတန်းကျောင်းဆရာမဖြစ်ရာတနေ့တွင်ကျောင်းမသွားမီသူ့အမေအားရက်ွက်ပြည်သူဆိုင်၌ဆန်ထုတ်ခိုင်းခဲ့သည်ပြည်သူဆိုင်သို့ဒေါ်တော်မူဆန်ထုတ်သွားသည်ဆန်စည်းကြီးနေသည်ကိုတွေ့ရသည်သူစိတ်ရှုပ်သွားသည်မင်းနေတုန်းကမူဟိုတုန်းကစီစေးဆန်စေးတွေဘာမှမသိယခုသတိပြန်ရတော့မှကုံစည်းတွေတက်နေသည်ကိုသူသိသည်ထိုအချိန်မှာ1984-85ကာလဖြစ်သည်သမီးပြန်လာသည့်အခါဆန်ထုတ်လာပြီဖြစ်ကြောင်းပြောသည်ထို့နောက်စကားတခွန်းပြောသည်ဟဲ့မအေးငါပြန်မေ့ခြင်းပြီထိုစကားသည်ဝိထု၏အသက်ဖြစ်သည်ဖန်တီးကျဲဒေါ်တော်မူမိတတ်သည်မှာတကယ်ဖြစ်ရဖြစ်သည်ရန်ကုန်သို့စစ်ကူရန်ခေါ်သွားခြင်းဥနောက်ခွဲစိတ်ခြင်းပခုတ်ကူသို့ပြန်ရောက်ပြီးပြည်သူဆိုင်ဆန်ထုတ်သွားခြင်းဟဲ့မအေးငါမေ့ခြင်းပြီဆိုသည်တို့မှာကျွန်တော်ဤဖန်တီးချက်ဖြစ်သည်ဦးလေးကြီးကိုတင်အေးဤမမမူဘွားကကောင်းတယ်မေးတတ်တော့အတိတ်ကိုဘာမှသတိမရတော့ဘူးစိတ်မစင်းရဲရတော့ဘူးဆိုသည့်စကားအပေါ်မူတည်၍ဝတ္ထုတစ်ပုဒ်ဖြစ်အောင်ကျွန်တော်ဖန်တီးထားသည်ထိုအပိုင်းသည်ဝတ္ထုဖန်တီးသည့်အတတ်ပညာဖြစ်သည်ထိုဝတ္ထုကိုထိုအချိန်လောက်ကရှုမဝတွင်ဖော်ပြခဲ့သည်စာပေဟောပြောပွဲများတွင်ဝတ္ထုအတတ်ပညာအကြောင်းပြောသည့်အခါထိုဝတ္ထုကိုဥပမာပြပြီးကျွန်တော်ပြောလေရှိသည်ဒေါ်တော်မူသည်ယခုမရှိတော့ကွယ်လွန်သွားပြီမမြဆွေတယောက်သာကြံရစ်ပြီးရိတ်တာ၌အမြဲနေကတရားဝင်နေသည်ဤဒီမှာအမေ၏အညာကလွမ်းစရာများဖြစ်လေသည်အမေ၏အညာတော့အဖေအမေတို့မှာဘယ်ဘဝကဝစ်ကြွေးပါခဲ့လေသည်မသိအိမ်များတိုင်များအကြိမ်ကြိမ်မီးလောင်ခံရသည်ရခင်ဘဝကသူများအိုးအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြလေသလားထို့ကြောင့်ပင်မကြာခဏမီးအလောင်ခံရလေသလားမသိပခုတ်ကူနှင့်မီးအညာညိုများမှာနွေရသည်ဆိုလျှင်မကြာခဏမီးလောင်သည်ထိုမျိုးများထဲတွင်ပခုတ်ကူသည်ထိတ်ဆုံးကမျိုးထဲတွင်ပါမည်ထင်သည်ပခုတ်ကူမြင်းကြံစကိုင်းမန္တလေးမုံရွာရွှေဘိုးစသည်မျိုးများမကြာခဏမီးလောင်ခံရသည်မမိတာတစ်ခုရှိသည်လွန်ခဲ့သည့်1960လောက်ကဟုထင်သည်မုံရွာမြို့တွင်မီးအကြီးအကျယ်လောင်သည်မီးလောင်ပြီးနောက်တနေ့ရှိသည့်အခါကျင်းမုံသတင်းစာတွင်မုံရွာမြို့မီးလောင်သည့်နှစ်ပတ်လည်အခမ်းအနားကျင်းပကြောင်းသတင်းတစ်ပုဒ်ပါလာသည်ထိုစဉ်ကကျင်းမုံတွင်ကိုစိန်ခင်မောင်၏အက်ဒီတာလုပ်နေသည်ကိုခမောင်၏မှာမုံရွာသားဖြစ်သည်ကျွန်တော်ကကိုခမောင်၏အားတယ်လီဖုန်းဖြင့်ဆက်၍မေးသည်မုံရွာမီးလောင်သည့်နှစ်ပတ်လည်အခမ်းအနားသတင်းထဲတာခင်ဗျလားမင်္ဂလာဖြစ်ရမှာနှစ်ပတ်လည်လောက်တာကောင်းပါတယ်ဗျာမီးလောင်တာနှစ်ပတ်လည်အခမ်းအနားကျင်းပတာနှစ်တိုင်းမီးလောင်နေမှာပေါ်ဟုပြောမိသည်ကိုခမောင်ကြီးကသူထဲ့သည့်သတင်းမဟုတ်ပါဟုဆိုသည်မီးနှင့်အမေပခုတ်ကူတွင်မကြာခဏမီးလောင်သည်ကျွန်တော်တို့မမီလိုက်သည့်မီးတစ်ခုမှာ1914တွင်လောင်သည့်ဒေါ်ပုမီးဖြစ်သည်ဒေါ်ပုမီးသည်ဈေးဟောင်းရဲ့ကန်နာရန်ဒေါ်ပုအိမ်မှစ၍လောင်သည့်မီးဖြစ်သည်တမျိုးလုံးနီးပါးကုံတော့မှရက်သည်ຫນွေဥပေါအနောက်တောင်လေအပင်တွင်မီးသည်လောင်၍ကောင်းသည်ကျွန်တော်အဖိုးအဖွားများအမေဘက်ရှိရာပေါင်းလောင်းရှင်ရက်ွက်လည်းမီးထဲပါသည်ထိုအချိန်တွင်အမေမှာ8နှစ်သမီးအရွယ်ရှိသေးသည်ကျွန်တော်တို့မိပြီးမှမှတ်မိသည်မိမှာကျွန်တော်တို့မိပြီးမှမှတ်မိသည်မိမှာစွန်တိုင်းမိဖြစ်သည်1936တွင်ပေါလန်စွန်တိုက်ရဥပထွန်းအိမ်မှစ၍မီးလောင်ခြင်းဖြစ်သည်ထိုစဉ်ကကျွန်တော်မှာဝက်စလီကျောင်းတွင်နှစ်တန်းကျောင်းသားဖြစ်ပြီးကျောင်းတက်နေစဉ်7နာရီလောက်၌မီးလောင်သည်မိဖြစ်သည်ကျောင်းမအိမ်သို့အမော်တကောပြန်ပြေးရသည်ကျောင်းသားကြီးတချို့ပစ္စည်းများကူ၍တဲပေးကြသည်စွန်တိုက်ရက်ွက်တွင်မီးလောင်ကောင်းနေစဉ်ဝက်စလီကျောင်းမှာ9တန်းပြဆရာဥပလွင်သည်ကျောင်းအုပ်မစ္စတာဟော့ထန်ခွင့်တိုင်သည်ဆရာအိမ်မှာစွန်တိုက်တွင်ရှိသည်ဆရာဟော့တန်ကခွင့်မပြုသဖြင့်
ဆရာသည်ကျောင်းဆင်းမှပြန်ရသည်ဆရာအိမ်မိထဲပါသွားသည်ဆရာဟော့တန်စီကန်းကြီးတာပဲလားလူမှုရေးနားမလဲတာပဲလားအုပ်စိုးသူအင်္ဂလိပ်တို့၏ဘျူရိုကရေစီဆန္ဒပဲလားမသိဥပထွန်းအိမ်မှစ၍မီးလောင်သည်ဖြင့်မိဘထွန်းဟုနာမည်တစ်ခုအဖက်တင်ကြံရစ်သည်ဥပထွန်းဆိုသည်မှာအများသူငါမှဲ့လေရှိသောနာမည်ဖြစ်ရာပခုတ်ကူတွင်အခြားဥပထွန်းနှစ်ယောက်ကိုရေပါထွန်းနှင့်လေပါထွန်းဟု၍နာမည်ပေးကြသည်ရေပါထွန်းဆိုသည်မှာဝက်စလီကျောင်းဆရာဥပထွန်းကိုအစွဲပြုပြီးဖြစ်ပေါ်လာသည့်နာမည်ဖြစ်သည်ဝက်စလီကျောင်းတွင်ထိုစဉ်ကဆရာဥပထွန်းနှစ်ယောက်ရှိရာယခုရေပါထွန်းမှာမုံရွာသားဖြစ်ပြီး PTR ခေါ်ဗုဒ္ဓသာသနာရခိတခေါ်ဗုဒ္ဓဘာသာကျောင်းမှာဆရာဖြစ်သည်ဝက်စလီကျောင်းအုပ်ဥပကျော်ကွယ်လွန်ပြီးနောက်ပါဠိဘာသာပြမည်သူမရှိ၍ကြော်ညာခေါ်ယူရာမှာဥပထွန်းလျှောက်သည်ဖြင့်ဝက်စလီအထက်တန်းဖြစ်သည်၈တန်း၉တန်း10တန်းတို့တွင်ပါဠိပြသည့်ဆရာဖြစ်လာသည်ဝက်စလီတွင်နောက်ဥပထွန်းမှာကျွန်တော်ဦးလေး9တန်းပြဆရာဥပထွန်းဖြစ်သည်ရေပါထွန်းဟုကမွန်းတက်ခံရပုံမှာဤသို့ဖြစ်သည်ဆရာဥပထွန်းသည်ကျောင်းဆရာလုပ်ရင်း BCF ဖြည့်သည် BA ရိုးရိုးအောင်သူဖြစ်သည်အင်္ဂလိပ်စာတော်သည်1935တွင် BCS စာမိုးပွဲအောင်သဖြင့်မြို့အုပ်ရာတို့လက်ခံရတော့မည်ထိုနှစ်ဒီဇင်ဘာလတွင်10တန်း9တန်းကျောင်းသားကြီးများကိုခေါင်းဆောင်ပြီးပခုတ်ကူတစ်ဖက်ကမ်းမြင်းချံနယ်ကျောစီအောင်နားမှရေကမ်းဖြူသို့ပြောဝဲစားထွက်ကြသည်ပခုတ်ကူမှရေလေကျွန်းဖြစ်သည်ဗုဒ္ဓကုံကျွန်းသို့တရံသွားရသည်ပြီးမှတစ်ဖက်ကမ်းသို့ကူးကြရသည်လှေဖြစ်ကူးစဉ်အလဲလီမောက်ပြီးကျောင်းသား3ယောက်ရင်းနှီးတည်ဆုံးသည်ထိုထဲတွင်ကျွန်တော်အကိုဝမ်းကွယ်ကိုကျော်ညွန့်ပါသည်ရင်းဖျက်ကိုအဆွဲပြုကာဥပထွန်းကိုရေပါထွန်းဟုခေါ်ကြသည်လေးပါထွန်းဆိုသူနောက်တစ်ယောက်ရှိသေးသည်မကြီးချောင်းရဓမ္မရုံအနောက်ဘက်တွင်ဓာတ်ပုံဆိုင်ထောင်သူဖြစ်သည်သူလည်းမုံရွာသားဖြစ်သည်သူသည်အလွန်လေးများသည်ကြွားသည်ဟုဆိုသည်1935တွင်အေယာဝတီဖလုတ်တီလာကုမ္ပဏီကလေရင်ပြန်စီပလိန်ထောင်သည်ပခုတ်ကူမျိုးအကျိုးတော်ယုံစိတ်သို့လေရင်ပြန်ဆင်းသည်ကျွန်တော်9နှစ်သားလောက်ကဖြစ်သည်အကျိုးတော်ယုံစိတ်မှာကျွန်တော်တို့အရက်ရှိအေယာဝတီတင်မော့စိတ်ဖြစ်သည်ကျွန်တော်တို့သွားကြည့်ကြသည်မြို့ကိုတပတ်ဝဲပြီးလေရင်ပြန်စီးနိုင်သည်တပတ်စီးလင်9ချက်ပေးရသည်ဓာတ်ပုံဆရာဥပထွန်းလေရင်ပြန်စီးသည်ကြွားသည်လေများသည်ဆိုသည်မှာဟုတ်လောက်သည်ထင်သည်ရေရင်ပြန်လေရင်ပြန်တို့နှင့်ပတ်သက်၍ပခုတ်ကူသားများပြိုင်ကြတာတစ်ခုရှိသည်ပြည်တွင်းစစ်ဖြစ်ပြီးနောက်လမ်းပန်းအဆက်အသွယ်မကောင်းသည့်တွင်ပခုတ်ကူ၌လေရင်ခရီးဖွင့်သည်ပခုတ်ကူရန်ကုန်ပခုတ်ကူမန္တလေးပခုတ်ကူကြောက်ထုပခုတ်ကူကံကောခီးများသွားနိုင်သည်ကျွန်တော်တို့ကမြင်းကြံသားများအားဟေ့မင်းတို့လေမြန်မြင်ဘူးသလားဟုမေးသည်မြန်ခေါ်တော့လေရင်ပြန်သည်လေမြန်ဖြစ်သွားသည်မြင်းကြံသားတို့ကလည်းကျွန်တော်တို့အားဟေ့မင်းတို့မိရထားမြင်ဘူးသလားဟုမေးသည်ယခုမှပခုတ်ကူသားတို့မှာမိရထားမြင်ဘူးယုံသားမကပခုတ်ကူကံကောကလေးပခုတ်ကူချောင်းဦးတို့ပင်မိရထားဖြင့်သွားနိုင်တော့မည်တိခတ်မှာကျွန်တော်လေးရှည်သွားသည်မိအကြောင်းဆက်ရအောင်မည်မြေလန်စနစ်1941ဒီဇင်ဘာ23တွင်ရန်ကုန်ကိုဂျပန်ပုံကျဲသည်စစ်မီကူးဆက်လာလေရာစစ်ကိုရှောင်ရင်ရန်ကုန်သားတို့အညာတို့ပြေးကြသည်သူတို့ကအရှိကပြေးသည်စစ်ကနောက်ကလိုက်သည်အချို့မှဆိုအိန္ဒိယအထိဗြိတိရှားတို့နှင့်အတူလိုက်ပါသွားကြသည်အင်္ဂလိပ်သည်စစ်ဖြစ်လင်အောင်မြင်စွာဆုတ်ခွာပြီး Victorious Retreat မြို့ချေရွာချေကိုမိရှို့ဖျက်ဆီးသည်မိရှို့ဖျက်ဆီးရေးအဖွဲ့ Demolition Squad များဖွဲ့ကစစ်ဆုပ်ရင်မြို့ရွာများကိုမိရှို့ဖျက်ဆီးသွားသည်မြေလံစနစ်ဟူသည်အင်္ဂလိပ်ကစခဲ့ခြင်းဖြစ်သည်ဟုကျွန်တော်တို့နားလည်ထားသည်ထိုကာလမှာ1941ဒီဇင်ဘာဇန်နဝါရီဖြစ်သည်အညာတွင်အင်္ဂလိပ်မီးရှို့ခြင်းလွတ်သည်မြို့ဟူ၍နှစ်မြို့သာရှိသည်ရင်းတို့မှာစလင်းနှင့်ညောင်ဦးဖြစ်သည်ကျွန်တော်တို့သည်ကြီးရွာသို့စစ်ပြေးကြသည်စစ်မဖြစ်မီနှစ်လောက်ကစောက်ပြီးသည့်ပေါလောင်းရှင်ရက်ကနှစ်ထပ်တိုက်ကိုဒီအတိုင်းထားခဲ့ရသည်အင်္ဂလိပ်မြေလံအဖွဲ့ကလက်ညှိုးထိုးကတိုက်ကိုဖောက်ခွဲမိရှို့သည်စလင်းနှင့်ညောင်ဦးတို့တွင်မိမရှို့ရန်မြို့ရွာကရက်ကွက်ကဖျက်ဆီးရေးအဖွဲ့အားပတ်စံပေးရသည်လက်ထိုးရသည်တို့ကြောင့်အင်္ဂလိပ်မြေလံစနစ်တမ်းမှလွတ်ကင်းသည်ပခုတ်ကူဆိုလင်မနေ့လောက်ကမိရှို့ဖျက်ဆီးသည်ဖြင့်လောင်သည့်မိသည်တစ်နေ့လုံးတစ်ညလုံးလောင်သည်မိလောင်နေသည်ကိုစစ်ပြေးသည်ကြီးရွာမှအတိုင်းသားမြင်နေရသည်အမင်းစိတ်မကောင်း
ထိုအကြောင်းပြောခဲ့ပြီးမန္တလေးဆိုရင်တလာနီးပါးမျှဖြစ်စီရေးအဖွဲ့ကစိတ်တန်းကြဖောက်ခွဲဖြစ်စီမိရှို့သည်ကိုစကိုင်းတောင်ရိုးပေါ်မှနေနေရသည်ဟူကြားဘူးသည်တီတော်ဝင်ဆက်မိ၍ပြောရအောင်မီမန္တလေးသားတို့သည်စကိုင်းမှာစစ်ခိုနေတော့လဲဇာတိမန္တလေးကိုအလွန်ပြန်ကျင်ကြသည်စစ်ကသူတို့ကိုဟန်တားထားသည်ထိုမန္တလေးသားများတဲ့တွင်မြို့မဒုတိယအသင်းသားများလည်းပါသည်၃နှစ်၃မို့စစ်ကြီးဖြစ်၍တိုက်တာအင်ဂျင်ပစ္စည်းရသည်1945နှစ်ဆန်းစာတွင်တကြံအခါတော်ကလည်းနီးလာပြီထိုစဉ်အင်္ဂလိပ်တပ်များကမန္တလေးကိုဝင်၍သိမ်းပိုက်သည်အထက်မြန်မာနိုင်ငံတွင်စစ်ဘေးစစ်တပ်များဝေးသွားပြီးမန္တလေးမြို့သို့မြို့သူမြို့သားများစစ်ပြေးရာမှပြန်လာကြသည်တရထဲတွင်မြို့မအသင်းလည်းပါသည်မန္တလေးမြို့ပြန်ရောက်တော့အပြည့်အစည်းများကိုတွေ့ရသည်ထိုအခါတုန်းကတာယာစီကားခဲ့သည့်မြို့တော်ကိုပြန်၍အမှတ်ရသည်တိုက်တာအင်ဂျင်တွေဆုံးသည်ရွှေငွေစည်းစိမ်ရှုံသည်စစ်ကဖြစ်စည်းသည်အဲ့ဓာတွေကိုမိမိပျောက်ပျောက်စိတ်ထဲမှာအောက်မေ့ကြပါရွှေငွေစည်းစိမ်ဟူသည်လူကြံလင်မခံနိုင်ပြန်လည်ရရှိနိုင်မည်ဟုမြို့မအသင်ကိုစားဆရာညာကပြည်တော်ဝင်တခြင်းကိုရစ်ဆက်ခဲ့သည်စစ်ပြေးစားတွင်ကျွန်တော်တို့အလင်ဆွဲမဲ့သည့်တခြင်းဖြစ်သည်အတန်ကလည်းတာသည်ပြည်တော်ဝင်ကဒီလိုဆိုသည်ကြာလင်မေသွားမည်ဆို၍ထုံနှုတ်ဖော်ပြလိုက်သည်ဒီလိုနှစ်စစ်ပြီးလင်အမေတို့ပြည်တော်သို့ပြန်လာကြသည်ဖက်စစ်တော်လန်ရေးအပြေးတိုက်တာအင်ဂျင်တွေပစ္စည်းသည်ကိုမိမိပျောက်ပြအောက်မေ့နေရင်ပေါင်းလောင်းရှင်ရက်သေးရှိခန်တော်တော်ဘူးတိုက်တွင်ငှား၍နေသည်ဖက်စစ်တော်လန်ရေးအပြေးမြို့ချစ်ဗမာတက်မတော်မှကျွန်တော်ပြန်လာတော့အမေတို့ကိုထိုတိုက်မှတွေ့ရသည်အနောင်နာကမီးလောင်ထားသည့်တိုက်ကိုမူမီးလောင်သူပြားများကရန်ကဒီအတိုင်းထားသည်မပြေနိုင်သည်အဖေမှာအလုတ်အကင်ပြန်မရသည်အမေကဈေးထဲမှာအထဲဆိုင်ထွက်နေသည်ထိုတိုက်မှာကြာမနေရပါကိုလာဝင်အစင်းမြင့်ပညာညွှန်ကြားရေးမှူးအငိမ့်စာမိဘများကလက်ပံသို့ပြောင်းရွှေ့ကြသဖြင့်သူတို့တိုက်ကိုကြီးစုရှောင်းရှောက်ရင်းနေပါဟုအပ်သွားသည်အမှန်စစ်စစ်ကိုလာဝင်းနှင့်ကျွန်တော်တို့မှာရွှေမျိုးမတော်သို့တော်လည်းရွှေမျိုးလိုပင်ချစ်ခင်ကြသည်နိုဝင်ဘာလလယ်အရောက်တွင်ကိုလာဝင်းတို့တိုက်သို့ပြောင်းရသည်ကိုလာဝင်းလည်းကျွန်တော်တို့နှင့်အတူကျောင်းတက်ရည်နေခဲ့သည်1952လောက်တွင်ပေါင်းလုံးရှင်ကတိုက်ကိုပြင်သည်နှစ်ထပ်မဆောက်နိုင်တစ်ထပ်သာထားပြီးအမိုးများတကားများဗရင်းများပြင်ဆင်၍အဖေနှင့်အမေတို့နေကြသည်ကျွန်တော်တို့ကျောင်းမှာတစ်ခေါက်အပြန်တွင်တိုက်နိုင်နေခဲ့သည်ကိုအမှတ်ရနေသည်ထို့နောက်တိုက်ကိုအငှားထားကပပဲတန်းအရက်သေးရှိအိမ်တလုံးတွင်ငှား၍နေသည်အင်္ဂလိပ်မီးလောင်ပုံစစ်အတွင်ပပဲတိုက်ရှိအဖိုးအိမ်မှာမိတဲ့တခါထပ်၍ပါသည်ရင်းမှာအင်္ဂလိပ်ကချသည်မီးလောင်ပုံကြောင့်မီးလောင်ခြင်းဖြစ်သည်ဘုံတံမကြောက်ရအောင်ဘုံခိုခြင်းတုကတစ်လုံးများခုနှလုံးလောက်ကန့်လန့်တင်ပြီးအပေါ်ကဝါးများအုပ်ထားသည်ထိုဘုံခိုခြင်းလည်းအင်္ဂလိပ်မီးလောင်ဘုံတံကိုမခံနိုင်စစ်ပြီးနောက်ပပဲတိုက်သို့ပြောင်းရွှေ့နေထိုင်သည်မှာ1952လောက်ကဟုထင်သည်အဖိုးဘက်ကအမွေရသည့်တိုက်ခံအိမ်ကိုလူငှားထားသည်အဖေသည်1956လောက်မှစ၍ District Council Secretary အဖြစ်မှပင်စင်ယူရန်ခွင့်ခံစားသည်ထိုအချိန်ကအသက်55နှစ်တွင်ပင်စင်ယူရသည်ထိုအချိန်လောက်မှပင်ပပဲတိုင်းအောက်ကျင်းလွှစင်ဝိုင်းထဲတွင်အိမ်တလုံးဆောက်သည်ပြင်များထားသည်ကိုရောင်ထက်တွင်အိမ်ဆောက်ခြင်းဖြစ်သည်အလုံးနှမျိုးစမ်း၍လုပ်သည်ပထမအလုံးမှာအဖိုးလက်ငေါလွှစင်ထောင်ခြင်းဖြစ်သည်ဒုတိယအလုံးမှာအောက်ကျင်းဝိုင်းထဲတွင်ဗာဂျီးနီးယားဆေးပေါင်းယုံထောင်ခြင်းဖြစ်သည်ထိုအချိန်တွင်ပခုတ်ကူ၌ဗာဂျီးနီးယားဆေးများစတင်စိုက်ပျိုးပြီးဆေးပေါင်းယုံများဆောက်ကဆေးရွက်ကိုပေါင်းတင်သည်ပြီးလင်မန္တလေးသို့သွားရရောင်းရသည်ဆေးပေါင်းယုံစည်းအိမ်မှကြီးသည်ကိုယ်တိုင်မလုံနိုင်သဖြင့်သူများနှင့်ဆက်တူလုပ်ရသည်နောက်ဆုံးလူလိမ်ခံရသည်ဆေးရောင်းရငွေများကိုမပေးစားရိုက်တန်းဘက်ကကုန်သည်များနှင့်ဆက်တူလုပ်ခြင်းဖြစ်သည်ထို့နောက်ဆေးပေါင်းယုံလုပ်ငန်းကိုဖျက်တော့မည်စီစဉ်ခိုင်း1950တွင်မိတစ်ကြိမ်အလောင်းခံရသည်ပြည်ထရေးဝင်ကြီးနှင့်အတူ1950ဖေဖော်ဝါရီ4ရက်နေ့တွင်မီးကြီးတစ်ခါလောင်သည်ဒီတစ်ခါလောင်သည်မှာဈေးဟောင်းဘက်ကဗာဂျီးနီးယားဆေးပေါင်းယုံမှစတင်လောင်ခြင်းဖြစ်သည်အဖေအမေတို့သည်အဖိုးဘက်ကအမွေရသည့်ပပဲတိုက်ခံအိမ်သို့ပြောင်းရွှေ့နေထိုင်သည်မိသည်တချို့ရက်ွက်ကိုကြော်ပြီးလောင်သည်ပေါလောင်းရှင်တိုက်တန်းသည်မိလွတ်ကြံရိတ်ခဲ့သည်ဈေးဟောင်းမှလောင်သည့်မိသည်
မီးလုံးများပြက်ခါဗပဲတိုက်သို့ကူးသည်ညနေဆောင်ကနေတညလုံးဆက်၍လောင်သည်အဖေအမေတို့အထုပ်ပိုက်ခါရွှေချောင်းချောင်းထဲသို့ဆင်းပြေးကြရသည်ထိုစဉ်ကကျွန်တော်မှာအိမ်အောင်ကြပြီးရောက်ခမနှင့်အတူပြည်တော်စုရိပ်သာအစိုးရအေးရာတွင်နေထိုင်လျက်ရှိသည်ကျွန်တော်တို့နှင့်တတိုက်ချားတွင်ကျွန်တော်အကိုဝမ်းကွယ်ပါလီမန်အတွင်းဝင်ကိုစင်ဝင်းနေထိုင်သည်ဖေဖော်ဝါရီ9ရက်နေ့တွင်ပြည်ထောင်ရေးဝန်ကြီးဦးကျော်ငိမ့်သည်အထူးလေရင်ဖြင့်ပခုတ်ကူသို့သွားမည်လိုက်ချင်လဲလိုက်နိုင်သည်ဟုကိုစင်ဝင်းကဖိတ်ခေါ်သည်မိဘများ၏နေအိမ်များနှင့်ဗာဂျီးနီးယားဆေးပေါင်းရုံများမိတဲ့ပါသွားသည်ကိုကျွန်တော်သိပြီးဖြစ်သည်ဖေဖော်ဝါရီ9ရက်တွင်အထူးလေရင်ဖြင့်ပခုတ်ကူသို့ကိုစင်ဝင်းနှင့်အတူကျွန်တော်လိုက်သွားသည်အဖေနှင့်အမေတို့ကိုပေါင်းလောင်းရှင်ရက်ကိုစင်ဝင်းတို့အိမ်မှာတွေ့ရသည်အမေတူမများအိမ်တွင်ခိုလုံနေထိုင်ခြင်းဖြစ်သည်ဗပဲထိုက်ကတိုက်ခန့်အိမ်နှင့်လွှစင်ဝိုင်းထဲကအိမ်ထို့ပြင်ဆေးပေါင်းရုံတစ်ခုနှင့်အတူပေါင်းတင်ပြီးဆေးများဂိုဒေါင်နှင့်အလုပ်သမားများနေထိုင်ရန်အဆောက်အုံတို့၏စုစုပေါင်းတန်ဖိုးမှာ3100ကျော်ဖြစ်သည်တားများရှိရာသို့အမေစိတ်ဓာတ်မကြတိုက်တာအင်ကြီးစီးစိမ်ရွှေငွေမိမိပြောက်ပြောက်အောက်မေ့ကြလေလူကြံရင်ခံနိုင်ဘူးအထုမှတ်ပင်လေးဆိုသောဆရာညာဤတချင်းအတိုင်းအမေကြံ့ကြံ့ခံသည်ဗပဲတိုက်တက်ခံအိမ်နေရာတွင်9ပင်4ကန်အိမ်တလုံးဆောက်သည်ထိုအိမ်တွင်သူတို့လင်မယားနေသည်နောက်ဆုံးတွင်ထိုအိမ်ကိုမူလာတန်းကျောင်းသို့ရောင်းလိုက်တော့မှအညာပခုတ်ကူနှင့်အဖေအမေတို့တန်ရောစင်ပြတ်သည်အဖေအမေတို့ကရခင်ဘွားကသူများအိုးအိမ်ကိုဖျက်ဆီးခဲ့ကြဟန်တူသည်သူတို့တစ်သက်တွင်အိုးအိမ်ဆုံးဆုံးခဲ့ရသည့်အကြိမ်ပေါင်းများလာပြီးဗပဲတိုက်အောက်ချင်းကဝိုင်းများကိုရောင်းသည်နောက်ဆုံးနေသည့်အိမ်ကိုပါရောင်းသည်ထိုအခါတွင်မှတားများရှိရာသို့အသီးတိုင်လိုက်လာကြလေသည်ဆရာကျော်အောင်၏ဘဝမှတ်တမ်းများစာအုပ်ကိုဤနေရာမှာခေတ္တရနာပြစေရှင်နောက်လာမည့်ခေါင်းစဉ်အသစ်များကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်နောက်ဆင်ပေးပါတော့စာချစ်သူများအားလုံးကိုယ်စိတ်နှပါကျန်းမာချမ်းသာကြပါစေရှင်